Hello ပဲမင်္ဂလာပါโอเคကျွန်တော်တို့မကွေးနည်းပညာဖုန်းသင်တန်းတစ်ကတော့လာကိုရင်ကျွန်တော်တို့ရှေ့တက်တဲ့အခန်းကိုပြောအောင်ပါပါတော့ဒီရှေ့တက်တဲ့အခန်းမှာကျွန်တော်တို့ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်လို့เนาะ62လမ်း135 136ကြားပါပဲခင်ဗျာเนาะစိုက်တစ်ကတော့စိုက်နှစ်ကတော့58တင်းနှစ်ရှိတင်းနှစ်ကိုကြားမှာစိုက်နှစ်ကရှိပါတယ်လို့เนาะစိုင်းတစ်ကလည်းဒီနားမှာပါပဲလို့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့အားပေးကြပါဦးလို့เนาะစိုင်းတစ်ကတော့62လမ်း135 136ကြားမှာပဲပြန်ဖွင့်ထားပါတယ်လို့เนาะရှေ့မှာတဲ့မှာပါเนาะစိုင်းနှစ်ကတော့58တင်းနှစ်ကိုကြားမှာဖွင့်ပါတယ်လို့เนาะအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်ဆိုင်ကိုယုံယုံကြည်ကြည်နဲ့လာပြီးတော့အားပေးရဲ့เนาะချစ်ကိုချစ်မမเนาะတော်တော်တို့အားလုံးပဲရန်ကျေးဇူးတင်ပါတယ်ချင်းညီလေးတို့ချင်းညီမလေးတို့เนาะ